လောက်ခိုင်းတာမနှက်ရခွေးမနူအဲ့ဒါစိုက်ကောက်နေကြောက်တာပြီးသားဝယ်လိုက်ရတာဘူးဒါစိုက်ကောက်စောင့်ညင်တာလေဒီရလောက်ရမခိုင်းပါနဲ့လားသမီးတို့မနောင်ကြီးညောမနှက်ထရနေစောင့်စားလိုက်နေအဲ့မျိုးလူကဒေါသနဲ့နေကြတယ်မှာတိတ်လုံးမအတန်ယူရဲ့ဒါဖြစ်ဘာလို့ကအခုတော့မပေးနဲ့ကလောက်ထက်လိုက်နဲ့ဂျွန်နဲ့တရားလေးပြီးတော့လူကစိုက်တော့နေရကြမှာနေတော့မျိုးဝတ်စောဘကချက်နေရပြောက်နေရတယ်အခုတော့များတယ်ဒါလိုက်ချမဘူးယူရင်မမအောင်ချမဘူးယူမယ်လို့နော်ဒီမှာပြောချင်ဒီမှာစီဘူးပါယူပေးအောင်ခါကြီးမှထားတာဘူးစားဘူးပါယူပေးစနေမဟုတ်ဘူးစားဘူးစီဘူးအကုန်လုံးယူပေးစနေမဟုတ်ဘူးပေးအောင်စီရပါမလဲစီလည်းမရှိအာယုံနောက်တော့နူဒီပဲဟင်းနဲ့ပြုတ်နေတာလေမပြီးတော့ဒီပဲဟင်းတစ်ခါချက်နေရတယ်ကိုဒီမနူယူပေးအောင်လေစနေမဟုတ်ဘူးပြောပါရဲ့စားဘူးအမအဲ့ရှိဖုန်းနဲ့ကျွန်တော်လုံးမယ်ဖက်ကျွန်တော်လုံးမယ်ဒီမှာအမတော့အဲ့ရှိဖုန်းသွားနဲ့ကျွန်တော်ပဲလုံးတော့မယ်မဟုတ်တော့ပြီးတော့တမက်နေတော့လုံးမယ်တော့အဲ့ရှိမအနေချတ်မနေဒီပဲဟင်းကိုမကြက်မချင်းလုံးလိုက်ရတဲ့ဒီအဲ့လောက်တွေဆိုတာမကောက်ဆောင်နိုင်တော့မောလေးနဲ့တော်တော်လည်းငါစိတ်ကုန်နေပါ ਈ မောင်လေးမောင်လေးနေပဲပြတော့မပြီးတော့လားပြီးဒီမှာယူကငါထောင်းဖို့လာပြီးကိုပို့မယ်မဖေးလေတဲ့တက်လာပြီဆိုငါပဲဟင်းမချက်သေးခါစုခံရအောင်မယ်မမြင်လားဖေးရတစ်မျိုးမရတစ်မျိုးတော့မှပြောက်လာပြီမထားဒီမှာပဲနူရနူရလားနူတဲ့အဲ့မတက်တော့နေသွားနောက်ညီညောမနှက်ထရနေတန်ပို့ဆိုးတယ်နေမြန်မြန်မောဆိုးတယ်ပဲမနူးတခါမရပြောမယ်အရာသားမရှိအဖေရစုတယ်သူတို့ချက်ပါဘာတွေချက်ခိုင်းနေတယ်မသိနတ်တွေကပြုတ်နေတယ်你们背得了啦？ရောက်နေတာပဲအမေသမီးတဲ့ဘာလည်းမချသေးပါလားကြားဟဲ့အမေပဲပြောက်ရသေးတယ်မီးထဲရသေးတယ်ပြီးတော့ရေဆွဲထဲရသေးတယ်ပကံနေဆက်ရသေးတယ်တလောက်တည်းလုံးနေတာမဟုတ်လေလုံးနေတာပဲနင်တို့ငါလောက်ကျွေးတော့လိုပဲလားနိုးပြလဲတယ်လာတော့ပြတော့ကြားဟဲ့မကြပဲတယ်ကြမှာကတော့ဒါနေဘယ်လိုလောက်မယ်မကြအမကြည့်ရနေဘယ်လိုလောက်မယ်အမေပဲသမီးမနဲ့တွေကပြုတ်နေတာမနူးဘူးအမေတန်းကြီးနေပြီးပြီလားအမေကရမချက်သေးဘူးစနေသားနေထားတယ်ကြမကတော့နာပဲကြပဲတယ်ဒီမလောက်နဲ့ထားပါလားဘယ်ထားပါမှလဲသမီးပြောပြန်ပြီစူပြန်ပြီဘာလို့မျက်နှာကောင်မရဘူးမချက်သေးမှာပဲခင်းလေးနဲ့အမေသားလေးနဲ့မအေးရက်စားကြတော့ဖဲတက်လာတော့သွားဒီမရနေတက်လောက်လိုက်သွားဘာလို့မဲ့ဘာလို့ပြန်မပြောင်းနေသမီးတို့တက်လောက်ကြဒါလေးလည်းဒီဘာမှမလောက်နဲ့တော့သွားမချက်အကုန်လုံးမှာတောက်ပြီးဆိုင်ရမေနေကြည့်နေအဲ့ဒါနေလောက်နေတာပဲသမီးလေးမမောတယ်ဘာလဲလောက်လိုက်တယ်စောက်ချုံပြီးတယ်တို့ကောကြည့်တော့အတက်တော့ကြီးနေလောက်နေတာပဲသမီးကမနဲ့တရားနေပြီးတော့ခါရမနေတာဖဲနေလောက်တာနေတာခုမဲသားဟင်းလည်းမချဘူးဒါသမီးအပြင်းမှာမတော့ရပြီတော့မတော့မချက်တော့ဘူးတဲ့ခိုင်းမနဲ့တမ်းမထွားနေလေမိဘောတက်လူနဲ့တက်လောက်လောက်ရတာမဟုတ်စစ်တဲ့မြတ်လောက်ကောက်လောက်နေရတယ်ပြီးတရားပြေးသွားတယ်ဒီနေ့ပိုင်းမှမချက်ဘူးလားအော်ရှစ်သမီးရလဲလေပြောရလဲမောတယ်ကြီးနေသူလက်ပြောနေရတယ်မနဲ့ကတော့အမဲသားနဲ့ချက်ခိုင်းတယ်ပဲဟင်းလည်းချက်ခိုင်းတာဘာမှခိုင်းလို့မပြေဘူးဘယ်သွားလဲမသိဘယ်သွားလဲဒီတော့မလာပြီလာပြီဘယ်သွားလဲဘယ်သွားလဲဒီတော့မလာပြီအဲ့ဘယ်ပြန်လာအမေမောနေအပြင်ပြန်လာတာလေအဖေဘာမှစားဆံဆိုတော့သမီးကတော့ဝယ်ရတာပေါ့အမေကသမီးကမတောက်ကြဘူးနော်အော်နေစားရမှာဦးလေးရမောရဲ့မနေ့ကလေအမလေးအဖေစားချင်မှဆိုတော့အမေတိုင်းရင်ချက်ခိုင်းတယ်သမီးကစနေစားနေထားရတယ်နော်မကြက်ဘူးပဲလည်းမနူးဘူးအဲ့ကြောင့်သမီးရိုက်ခံအဆုခံမှကြတော့မနေ့ကနေပဲအိမ်ချက်ကထုတ်လုပ်ထားတယ်ဒီမှာပဲ၅မျိုးနှံ့ဒီမှာအမေသားနှံ့အရန်တစ်ဘာမှလို့ကြမလို့နော်ရန်တစ်ထောက်စားရုံပဲမောနေရောအမေစိတ်ချမောင်လေးခင်းထိုင်ပကံတိုင်းနေအမလာရဲခိုင်းမယ်ဆိုလိုက်ဟာအဲ့ဒီတော့လည်းတွေးတာနဲ့ကြောင်နဲ့ကြွတ်တော့ပဲအမေမွေးလာတော့အမောတဲ့သမီးတို့မှလည်းမမြဘလို့နေနေမြဘလို့နေညမှာမွေးလာတယ်ဘယ်နဲ့လဲညဒီတော့အဲ့ဒါမွေးရပါဗီဇာတယ်လို့ငါအတာမခံနဲ့မောင်လေးပကံတိုင်းမပြီးတော့အမေသားတစ်ခါကတော့ကြာမလာတော့ဘူးလို့လည်းမောတဲ့ကွယ်မမြလားဘယ်ဖျောက်တဲ့စားပြစီအောင်ငါမှလဲဒီတော့မောင်လေးကပဲအော်ကြည့်နေတာပဲအော်အဖေသားလည်းကြည့်အောင်လေတစ်ခါကတော့နိုင်ဝလောက်ကြာတယ်ဟာပြောနေတူပဲပြောနေတော့အဖေအမေအကြီးတယ်သူလောက်စားကြည့်နေပြီတယောက်ပါစက်ခုတဲ့မောတယ်လုံးမရဘူးအမေလောက်ပြီမယ်နားနေရောမေသမီးလောက်ပြီမယ်
အမေခဏလေးနေအောင်ဘာလုပ်ကြမလို့ဒီမှာပဲငါးမျိုးနှစ်ကဆိုရင်လေအမလေးမီးဖို့လည်းပြေးစရာမလို့ရေနွေးလေးစီးရုံနဲ့ဖြော်ထည့်လိုက်ရုံပဲပြီးခဏလေးတမီလောက်ပေးမှာပေါ့အမေရဲ့ခဏလေးပါဒီမှာအမဲသားနဲ့ဘလောက်စာကောင်းလဲဆိုတာခဏလေးတမီတက်နိုင်တော့အမြန်လောက်ပေးနေတာပဲအမေရဲ့အရင်တက်ဒါဆိုရင်အမေဒီမှာရေနွေးလေးထည့်လိုက်ရုံပဲဘာမှမလို့ဒီမှာပဲနှက်ပဲငါးမျိုးအနှက်အဖေစားခြင်းနဲ့ပဲနော်အဖေရန်ကြိုက်တဲ့အမဲသားဟင်းဈေးတောင်သွားစရာမလို့အိမ်ချက်ကထုတ်လုပ်ထားတယ်နော်အမဲနှက်ရဲ့နော်ပဲငါးမျိုးအနှက်ရဲ့ထမင်းဝိုင်းတဝိုင်းမှာအမလေးစီယုံလေးနဲ့ဘလောက်ဆင်ပြေတယ်ဆိုတာအမေစီ ငါအိမ်မှာချက်ကလောကောင်းပါမ အော်အမေဘာမှပူစရာမလိုဘူးအမေဘာမှပူစရာမလိုဘူးအမလေးနော်အိမ်ကျဲဆိုတာလေးမေရဲ့အိမ်မှာချက်တဲ့လက်ရမျိုးအိမ်ကျဲလို့နာမည်ပေးထားတာနော်အိမ်ကျက်ကထုတ်လုပ်တဲ့စားပေါက်ကောင်ကအကုန်စားကအကုန်ဒီမှာပြီးသွားပြီမေဘာလို့လဲဟပယ်လေအကြာကြီးပြုတ်ကြမလို့နော်ပြမီလက်ထဲစရာမလို့နော်ပဲကိုလည်းအမလေး3နိုင်4နိုင်မီးဖို့နာမထိုင်ဆောင်စရာမလို့အမေတို့စားလို့ရပြီဒီမှာအမလေးစားလို့ရပြီမေတမီးကူပေးဒီမှာလေအမေသားနှံအိမ်ချက်ကထုတ်လုပ်ထားတာအသင့်စားအမေတွေ့တဲ့အတိုင်းပဲတွေ့လားဘာမှပူစရာမလိုအမေတို့ကတမီးဆိုအော်ပဲငေါ့မယ်ဆိုတာကြီးပဲရောဒီစားယူမလားယူမယ်ထဲပဲ မစိုးဟဲ့စားကြကောင်းတော့ပဲ တော့မိသားစုပဲငါးမျိုးရဲ့အနှံ့နေစားဖိလာဖိ ရပဲပဲဟင်းတဲ့ကြ ပဲငါးမျိုးအနှံ့အိမ်ချက်ကထုတ်လုပ်ထားတာပဲငါးမျိုးအမေအဲ့ဒါရေနွေးလေးနဲ့ဖြော်ပြီးအရင်သစ်စားရောပေါ့အမေတွေ့လားငိုးလေးမိသားစုတွေလည်းမစုညံ့တော့ဘူးတော့အမေသမီးကိုပဲဟင်းတစ်ခါခါချက်ခိုင်းကဘာကြီးပြက်တဲ့အတိုင်းပဲမီးထဲရတာနဲ့ဒီပဲရေစိမ်ထားတာနဲ့ပြုတ်သွားတာနဲ့ထားသွားတာနဲ့စားကြည့်အရန်ကောင်းတယ်ဒါအမေနဲ့ဆိုနူးဤပြီးအရန်စားကောင်းတယ်မင်းတို့အမျိုးတွေလက်ဆောင်ဝယ်ပေးရသမီးအများကြီးဝယ်ခဲ့ပေးမယ်အိမ်ချက်ကထုတ်လုပ်တဲ့ဟဲ့ဆိုအရန်ကြိုက်တယ်အခုလည်းအိမ်ချက်ကအမဲနဲ့ကောင်းလားပြီ ဟာကောင်းတယ်ငါသားကြီးကောင်းတယ်ငါသား ကောင်းလား ကောင်းတယ် စားနေ ငါသားကြည့်နာတရားဝယ်ရတာ လေအပူနဲ့အများကြီးဝယ်ထားပြီ တော်ကောင်းပါပဲ အမေကိုစားရဆမ်းပါဘူးအမေကိုပြောနိုင်စုံနိုင်အောင်စား အဲ့ဒီမိသားလာလဲဒါပဲများတာပဲ စားနေအမေသမီးကူပေးမယ်ပဲနဲ့ ကောင်းတယ်ဟဲ့မစိုး ပဲနဲ့ဘာမှလုပ်ချမလို့လေနောက်ခါကျရင်လည်းအမေသမီးကိုပဲဒီမပြုတ်ခိုင်းပါလားဒီပဲဟင်းနေမချက်ခိုင်းပါနဲ့နော်သမီးကသမီးအိမ်ချက်ကထုတ်တဲ့ဟာပဲဝယ်ပေးမယ်စားစား အဲ့ကောင်းဟာကောပဲဖဖငါဖဖ သမီးလေးစားမယ်နော်နော် တော့ Yes. အားလုံးပဲမင်္ဂလာပါချစ်လေးတို့ရေအခုချန်တို့မိသားစုစားနေတာပေါ့အိမ်ချက်ကထုတ်လုပ်ထားရဲ့ပဲငါးမျိုးအနှက်ရဲ့အမဲနှက်ရဲ့ပဲဖြစ်ပါတယ်ပေါ့နော်ပဲငါးမျိုးအနှက်ကဆိုရင်မိဖို့ကြောင့်လည်းသွားပြီးတော့ပဲတွေပြုတ်စရာမလိုဘူးချုံမုတ်စီစားထဲစရာမလိုဘူးအချိန်ကြီးအများကြီးပေးစရာမလိုဘူးပေါ့နော်ရင်နွေးလေးစီယုံလေးနဲ့ပဲဟင်းတစ်ခွက်နေနဲ့လွယ်လွယ်ကူရတယ်ပေါ့နော်အရာတာကအစားအရှမ်းကိုကောင်းတယ်ပေါ့နော်အမဲနှက်ကဆိုရင်လည်းတကယ်ကိုအိမ်မှာချက်ထားတာထက်ကိုကောင်းတယ်ပေါ့နော်နူဤပြီးတော့အရာတာအနက်အကုန်လုံးကအစားအကုန်လုံးအဆင်ပြေတော့ကြောင့်အိမ်ရမိသားစုဆိုရင်အိမ်ချက်မှအိမ်ချက်ဖြစ်နေပါတယ်ပေါ့နော်ရှေ့တော့ကျေးဇူးရှင်များအားလုံးကလည်းအိမ်ချက်ကထုတ်လုပ်ထားတဲ့အပဲငါးမျိုးအနှက်ရဲ့အမဲနှက်ရဲ့ကိုလိုချင်ကြတယ်စားသုံးချင်ကြတယ်ဆိုရင်မှာလို့ရပါတယ်လို့သတင်းကောင်းလေးပြေးကျင်တယ်ပေါ့နော်ဒီနေ့ကတော့ကျွန်တော်မိသားစုအားလုံးကတော့အိမ်ချက်ကထုတ်လုပ်တဲ့အမဲနှက်ရဲ့ပဲငါးမျိုးအနှက်လေးဒီနေ့စားဖြစ်ပါတယ်ပေါ့နော်အားလုံးကိုတရားနေပြီးတော့ကျေးဇူးတင်ပါတယ်လို့အရင်လေးစားကောင်းပါတယ်